ကြားကအဖြူလေးရပါ3စီးမြောက်ပေါ့3စီးမြောက်ဒါ3စီးမြောက်ဟုတ်ပါရှင်မျိုးသမီးရင်မမျိုးသမီးတွေပေါ့လေလူကြီးပိုင်းတို့လူငယ်ပိုင်းတို့တချို့ကြောက်လဲကိုကဒီပြည့်ဝန်ဆောင်မှုတွေလည်းပေးရဆိုတော့မျိုးသမီးချင်းစီးရတာအဆင်ပြေတယ်အမားနဲ့သွားရတာအဲ့လိုမျိုးလေးတွေပေါ့ဒါလေးကအဆင်ပြေပါတယ်လို့ဟုတ်မောင်းရှင်နဲ့သူရှင်လည်းဒီဥဆိုင်ပြီးတော့မောင်းလို့ရတယ်ပေါ့ဟုတ်ကဲ့ရှင်အဆင်ပြေပါတယ်တနေ့ဟိုစီဘိုးနှုတ်ပေါ့နော်အကုန်လုံး PC နှုတ်ဆိုရင်တော့တနေ့2000ကျွန်တော်တော့ကြည့်ဆက်လည်းမချွတ်ရင်အမအခုဒီ4နှစ်ကျော်3နှစ်အတွင်းမှာဘာမှတော့မဖြစ်ဘူးဟိုကြက်ခင်မှုလည်းကောင်းတယ်စက်ပိုင်းအင်ဂျင်ပိုင်းအကုန်လုံးလုံးဝကိုကြိုက်တယ်မိန်းကလေးတွေမောင်းတာကိုအားပေးတယ်ကိုကလည်းအပေါင်းအသင်းမိတ်ဆွေတွေကိုလည်းကိုပြောတယ်မစိုးဘူးဒါဝင်ငွေလေးလည်းမစိုးဘူးနေတိုင်းဝင်ငွေလေးပေါ့နော်နောက်ပြီးတော့လည်းစက်ပိုင်းအင်ဂျင်ပိုင်းတွေလည်းကောင်းတယ်ညှောနိုင်ကျင်းနှမှုရှိတယ်အကြအာဒီသုံးတာဘောလက်ကြလို့ပေါ့တခြားအရင်အန်တီတို့မိသားစုတက်တော့နေဘူးပေါ့လေလေးလက်ကြောင်းထားတဲ့အစုံပေါ့အဲ့လိုကျောင်းသား3ယောက်ရှိအဲ့လိုဒီဟာနဲ့ပဲလောက်ထောက်ကူပြပါပေါ့လေအဲ့လိုစီးပွားရေးရောဆင်ပြေတာပေါ့အရင်ကလည်း3မိန်းမောင်းတာမောင်းရတာကြိုက်တယ်ပေါ့လို့ဆင်ပြေတယ်အကုန်လုံးသွားရလားဒါဆို3စီးရှိပြီ3စီးရှိပြီလားပထမတစ်စီးကမောင်းလိုက်တယ်ကျွန်တော်ဝယ်ပြီးတော့ဒုတိယတစ်စီးကကျတော့အရေးကြဝယ်မျိုးသားကလည်းအားကြီးပဲမောင်းတာ2စီးသူကယောက်ျားလေးဆိုတော့သူက9000 6000 9000သူအဲ့လိုရတယ်ယောက်ျားလေးဆိုတော့ဟိုရတယ်